ဖိနဲ့မေးရင်ဒီဗီဒီယိုလေးကအကြောင်းအဇာမီဝဲဗီဒီယိုအနေနဲ့ဖေးတို့မေးတို့စီကိုပို့ခြင်းတဲ့စာတွေစကားတွေကိုပြောပြီးတော့ပို့ပေးရမယ့်ဗီဒီယိုလေးပေါ့နော်ပထမဆုံးအနေနဲ့ပြောချင်တာကတော့ဟိုငငယ်လေးတွေကနေပြီးတော့ခုချိန်ထိသမီးတို့လိုအပ်တာမှန်သမျှလိုချင်တာမှန်သမျှကိုမငြင်းမညူနဲ့အမြဲတမ်းဖြည့်ဆည်းပေးခဲ့လို့ကျေးဇူးတင်ပါတယ်ဘလောက်ပဲခက်ခဲတွေရှိသမီးတို့အတွက်ဆိုရင်အမြဲတမ်းအစင်သင်ဖြစ်နေပေးခဲ့လို့ကျေးဇူးတင်ပါတယ်ခုချိန်မှာသူများတွေမိသားစုတွေကိုအမြဲအရန်ပြန်ကြည့်ပေးနိုင်တဲ့ချိန်တွေမှာသမီးကခုချိန်ထိဖေးတို့မေးတို့ပုံမှာပဲမိခိုးနေရလို့တောင်းပန်ပါတယ်အကြမ်းမရေးလည်းကောင်းအောင်လုပ်ပြီးတော့ဖေးတို့မေးတို့အတွက်ကျေးဇူးတွေပြန်ဆက်ချင်တယ်သမီးဖေးဆုံးမခဲ့တဲ့စကားတွေနဲ့ပဲတနေ့နဲ့တနေ့ကိုကြော်ဖြတ်လာခဲ့ပေါ့နော်ဖေးမြဲတမ်းပြောခဲ့တဲ့စကားရှိတယ်ကိုစားရဲ့ထမင်းတစ်လုံးတိုင်းမှာခြားသူတွေရဲ့မျက်ရည်တွေမပါရဘူးခြားသူတွေရဲ့ပူပင်တွေမပါရဘူးကိုစားရဲ့ထမင်းတစ်လုံးတိုင်းကလိပ်ပြတန်းရမယ်ဖေးကအစိုးရဝန်ထမ်းတယောက်အနေနဲ့ခက်ခက်ခဲခဲသမီးတို့ပြုစုပြောထောင်လာတယ်လုတ်ပိုင်ခွင့်တွေအများကြီးရှိပေမဲ့အမြဲတမ်းတမချက်နဲ့ခုချိန်ထိရက်ထီလာပေးခဲ့တယ်အဖေသမီးလို့ပြောလိုက်တာနဲ့ဘသူအောက်မှကြည့်စရာမလိုပဲဘသူမျက်နှာမှကြည့်စရာမလိုပဲနဲ့ဖေသမီးလို့ပြောလိုက်တာနဲ့ဂုဏ်ယူရတယ်အလုံးရဲ့အရှိမကောင်းမော်ရင်ကော့ပြီးတော့သွားနိုင်တာအဖေကျေးဇူးကြောင့်ပါဒီတော့လည်းအများကြီးကျေးဇူးတင်ပါတယ်မေကတော့သမီးရဲ့တိုင်မင်မဲ့တငယ်ချင်းကောင်းတယောက်လို့လည်းဟုတ်တယ်ညီမလို့လည်းဟုတ်တယ်မိခင်လို့လည်းဟုတ်တယ်သမီးဖြစ်ချင်တာမှန်မြတ်သမီးရဲ့စိတ်ခံစားချက်တွေအကုန်လုံးသမီးတငယ်ချင်းတယောက်လို့အမေလို့အမလို့အတိုင်းမလို့ရတယ်သမီးဘလောက်ပဲအခက်ခဲတွေဖြစ်နေပါစေအမြဲတမ်းအမေမနဲ့ရက်တည်ပေးခဲ့တယ်ဖေရောအမေရောသမီးတို့အတွက်ကောင်းဆုံးမြေရရှိနေပေးခဲ့ကျေးဇူးတင်ပါတယ်မြေသမီးကိုဘလို့တန်မိုးထားကြောင်းသမီးကိုဘလို့ချစ်တဲ့အကြောင်းသမီးကိုဘလို့စိတ်ပူတဲ့အကြောင်းနေနဲ့မြေရန်ပြောပေးပြီးတော့မြေရန်နှွေးထွေးတဲ့မိသားစုလေးကိုပိုင်ဆိုင်ထားလို့လည်းကျေးဇူးတင်ပါတယ်သမီးကအကောင်းဆုံးစူးစမ်းပြီးတော့ဖေတို့မေတို့အကောင်းဆုံးထားနိုင်အောင်ကြိုးစားပါမယ်ခုချိန်ထိသမီးတို့အတွက်အမြဲတမ်းဆင်သင်ရှိနေပြီလို့ကျေးဇူးတင်ပါတယ်နောက်နှစ်တွေလည်းကျန်းကျန်းမာမာနဲ့သမီးတို့မိသားစုလေးပျော်ပျော်ရွှင်ရွှင်နဲ့